ပီယံနေဖြစ်ကြောင်းကြွေးကြော်လာတဲ့အာဆင်နယ်နဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်ပြီးပရိသတ်တွေကိုတောင်းပန်စကားဆိုခဲ့ရတဲ့တော့တင်ဟမ်အသင်းနီးပြသောမတ်ဖရန်အားလုံးပဲမင်္ဂလာပါကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့23ရက်နေ့ကပရီးမီးယားလိပွဲစဉ်12မှာတော့တော့တင်ဟမ်အသင်းဟာသူတို့ရဲ့အဓိကမြောက်လန်ဒန်ဒါဘီပြိုင်ပွဲအာဆင်နယ်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပါတယ်စပါအသင်းဟာအဝေးကွင်းပွဲစဉ်တွေမှာခြေစွာတက်လိရှိပေမဲ့ဒီပွဲဟာစပါပရိသတ်တွေမျှော်လင့်ထားသလိုမဖြစ်လာခဲ့ပါဘူးပွဲကစားချိန်36မိနစ်မှာအဖွင့်ကိုပေးလိုက်ရပြီး46မိနစ်ရောက်တဲ့အခါမှာတော့3ဂိုးပြတ်အနေထားထိဖြစ်သွားခဲ့ရပါတယ်။ဒုတိယပိုင်းမှာအာဆင်နယ်တို့ခဏအာယုံစူးစိုက်မှုလွတ်သွားချိန်မှာပဲပွဲကစားချိန်55မိနစ်မှာရစ်ချာလီဆန်ကအဝေးခံချန်နဲ့စပါအသင်းအတွက်ခြေပါကိုတကူပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့်အာဆင်နယ်တို့ clean sheet နိုင်ပွဲရယူနိုင်မဲ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတယ်။ဒါပေမဲ့အင်ရှင်အာဆင်နယ်တို့ကိုနောက်ထပ်ဂိုးတွေထပ်မံပေးလိုက်ရပြီးတကူ၄ဂိုးဆိုတဲ့ရှာလက်နဲ့စပါအသင်းတို့လည်းအမ်မရစ်ကွင်းမှာအပြတ်သက်ရှုံးနေခဲ့ရပါတော့တယ်။ပွဲပြီး Sky Sport နဲ့အင်တာဗျူးမှာနီးပြသောမတ်ဖရန်ကဒီလိုစိတ်ပြက်စရာကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသပြီးတဲ့နောက်ဒီနေရာမှာအင်တာဗျူးဖြေရတာအတော်လေးခက်ခဲပါတယ်။ကျွန်တော်တို့ဒီကိုမလာခင်ရည်ရွယ်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်သွားခဲ့တာပါ။ကျွန်တော်လုံးနိုင်တာကတော့ဒီလိုစွမ်းဆောင်ရည်မျိုးအတွက်ပရိသတ်တွေကိုတောင်းပန်ဖို့ပါပဲ။အာဆင်နယ်အသင်းဟာတော့တင်ဟမ်အသင်းကိုတစ်ဖက်သက်ဖိအားပေးကစားသွားပြီးခြေစွမ်းတာနဲ့အပြတ်သက်အနိုင်ယူသွားခဲ့တာပါစပါတင်ရဲ့ဂိုးရနိုင်ခြေဟာ3.39ရာခိုင်နှုန်းသာရှိခဲ့ပြီးဒါဟာဒီနေ့ရာသီပရီးမီးယားလိမှာအနည်းဆုံးကိန်းဂဏန်းလေးဖြစ်ပါတယ်ဖရန်ကသူတို့ကအနီဝေးဘောလုံးပေးပို့မှုတွေမှာပိုကောင်းခဲ့တယ်ကျွန်တော်တို့ကတော့အဲ့ဒီအခြေအနေကနေရုံးမထွက်နိုင်ခဲ့သလိုတူချင်းထိတ်တန့်ရှင်ပြိုင်မှုတွေမှာလည်းအနိုင်မရခဲ့ပါဘူးနှစ်ကိုကိုမရှိသုံးကိုကိုမရှိဆိုရင်ရှားလက်တွေကအဲ့ဒါကိုတက်တည်ပြနေပါတယ်တကယ်ကိုဆုံးရွားတဲ့စွမ်းဆောင်ရည်ပါပဲအသင်းရဲ့ဂိုးဖန်တီးနိုင်မှုအားနည်းနေတဲ့ပြဿနာနဲ့ပတ်သက်လို့ဖရန်ကဒါကျွန်တော်တို့ဆက်လက်စူးစမ်းနေရမယ့်အရာပါဒီနေ့ရောချက်စီးနဲ့ပွဲတုန်းကရောကျွန်တော်တို့မကောင်းခဲ့ပါဘူးကျွန်တော်တို့နဲ့ပြိုင်ဘက်တွေကြားကရှင်းချက်မှုကွာခြားမှုကအရန်သိတာနေပါတယ်မန်စီးတီ PSG တို့နဲ့ပွဲတွေတုန်းကရှင်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာပြသခဲ့ပြီးမယ်ဒီနေ့မှာတော့ကျွန်တော်တို့ဆုံးရွားခဲ့ပြီးလုံလောက်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့ဘူးလို့ထုတ်ဖော်ဝန်ခံလာခဲ့ပါတယ်တစ်ဖက်မှာတော့အာဆင်နယ်အသင်းဟာချန်ပီယံနေဖြစ်ကြောင်းကြွေးကြော်နေသလားထင်ရလောက်အောင်ကစားပုံကောင်းမွန်နေခဲ့တယ်လို့အစီကတော့သူ့ကိုဘယ်သူလဲမေးခဲ့တဲ့သောမတ်ဖရန်ကိုသူ့နာမည်သိအောင်ဟတ်ထရစ်သွင်းပြပြီးပါဇက်ပိတ်သွားခဲ့ပါတယ်ဒါနဲ့မကသေးပဲဒီပွဲမှာနိုင်သွားတဲ့အာဆင်နယ်ဟာတမိုင်းတစ်လျှောက်မှာစပါးကို၄ချိန်ဆက်တိုက်အနိုင်ယူနိုင်တဲ့စံချိန်သစ်တစ်ခုကိုလည်းတင်နိုင်ခဲ့တယ်လို့ဒီနေ့မှာဝေးကွင်းကောင်းပါတယ်ဆိုတဲ့စပါးကိုဒီဟာဒီရဲ့ပရီးမီးယားလိပထမအဆုံးအဝေးကွင်းရှုံးပွဲကြုံတွေ့စေခဲ့တာပါဒါကြောင့်ပရိသတ်ချုပ်ကလည်းစီတူလွင်ဖြစ်နေနှစ်သိမ့်နေရတဲ့အာဆင်နယ်ကိုဒီနှစ်မှာပရီးမီးယားလိအမှတ်ပေးဖလားမရရင်ဒီတစ်သက်ပရီးမီးယားလိရတော့မှာမဟုတ်ဘူးလို့တော့ပြောလာခဲ့ကြတာဖြစ်ပါတယ်အာဆင်နယ်တင်းဟာလက်ရှိမှာတော့ဒုတိယနေရာကချက်စီကို6မှတ်ထိဖြတ်ပြီးစောင်းစောစောဝင်သွားတာသူမဟုတ်ပဲမန်စီးတီးနဲ့လီဗာပူးသာဖြစ်ကြောင်းသက်သေပြသွားခဲ့ပါပြီဒီတော့ပရိသတ်ကြီးတို့ရောဒီတာဘီပွဲစဉ်ပေါ့ဘလို့များထင်မြင်ပါသလဲအာဆင်နယ်တင်းကရောဒီနှစ်မှာဒုတိယလူမဟုတ်တော့ပဲပရီးမီးယားလိဖလားကြီးကိုစွတ်ကူးသွားနိုင်မလားတင်တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာဝေမျှပေးသွားကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်